ရခိုင်ပြည်ရန်ပြည်နဲ့ကြောက်ဖြူနေဆက်ဒေသပိန်းနေတောင်အနားမှာလမ်းပြုတ်ပြနေတဲ့နေရာကိုအကြမ်းဖက်မြန်မာလေတပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လမ်းပြင်မှုရောက်နေတဲ့ဗတ်ဖိုးမောင်းသူတယောက်ပွေးရှင်းပြီးသေဆုံးသွားခဲ့တယ်လို့နောက်ထပ်9ယောက်လည်းထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒဏ်ရာရသူတွေအထက်မှာ4ယောက်ကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။မေလ28ရက်နေ့မနက်ပိုင်းကဂျက်ဖိုက်တာ2စီးနဲ့ဝိုင်တွဲလေယာဉ်တွေကိုအသုံးပြုပြီးတော့အကြိမ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပုံကျဲတိုက်ခိုက်ခံရတဲ့နေရာအနီးကိုဝိုင်တွဲလေယာဉ်နဲ့ကင်းထောက်နေတာဟာ2ရက်လောက်ရှိပြီဖြစ်ပေမဲ့လည်းဒီလိုမျိုးပုံကျဲတိုက်ခိုက်မယ်လို့မထင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းကြောက်ဖြူမြို့နယ်စနဲမြို့ကိုစစ်တပ်က drone လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရက်သားတွေတေဆုံးခဲ့ရတယ်လို့ဈေးဆိုင်ခန်းတွေနဲ့လူနေအိမ်တွေလည်းမိလောက်ပြကျသွားခဲ့ရပါတယ်။